ဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတွေမနေ့တုန်းကတော့68 break เนาะ38 main break နဲ့ကျွန်တော်တို့ဒီ19ရက်နေ့မှာရမယ်ဆိုရင်ကျွန်တော်တို့ဒီ20ရက်နေ့မှာကျွန်တော်အလေဒီပါဝါ16ဖြစ်တာဖြစ်တော့ကျွန်တော်ရဲ့ဂျာတာပရိတောက်ချာပတ်တီပေါ့เนาะဒါဒီလဲဇာရိုလိုက်မယ်ဆိုတော့ပတ်တီကိုလည်းကျွန်တော်16ပဲထုတ်ပါတယ်ဒီနေ့နေကုန်ပတ်တီကိုလည်းကျွန်တော်1နဲ့6ကိုပဲကျွန်တော်ထုတ်ပါတယ်เนาะ16ဆိုတဲ့ခဏပဲကျွန်တော်ထုတ်ပါတယ်အကျိုးကတော့1နဲ့40ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဟိုကြလာခဲ့မယ်ဆိုရင်ပေါ့နော်ကြလာခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီမနေ့ကထွက်လာတဲ့6.6နဲ့ပြန်ကနန်းရာကိုဆိုရင်ဒီ6 tree ကန်ပဲကျွန်တော်တို့ပြန်ဆင်းလာလိမ့်မယ်လို့ထင်တယ်ပေါ့နော်6 tree ကန်ပြန်ဆင်းလာလိမ့်မယ်ထင်တယ်1နဲ့6မှာပေါ့နော်ကျွန်တော် strong ဖြစ်တဲ့ကနန်းကတော့6ဖြစ်ပါတယ်เนาะအဲ့တော့1နဲ့6ကိုဒါဇာတုပတ်လို့ကဘတ်မပတ်လို့တဲ့မိတ်ဆွေတွေကတော့6ကို main တင်ပြီးတော့ကစားပြီးတော့ပတ်ပြီးပါကြံကနန်းတွေကိုလည်း1နဲ့6နဲ့ပဲကျွန်တော်တို့ကတ်ပြီးပါเนาะဒီ38 break ထွက်လို့ရှိရင် power ထွက်တတ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမနေ့က6တက်ကြောင်းလို့ကျွန်တော်ဒီဟို38 break ကို main ချုပ်ဖို့မနေ့ကညနေကကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့အလဲဒီလဲညနေကဒီညနေကပေါ့နော်ကျွန်တော်တို့မနေ့ကညနေက16ဖြစ်တာဖြစ်တော့ကျွန်တော်2ရက်တွင်ဟိုဟာကိုလည်းထိ2ရက်အတွင်းကျွန်တော်ပတ်တီးကိုလည်း16ပဲလိုက်ပါမိတ်ဆွေတွေကိုကျွန်တော်ပေးထားပါကျွန်တော်ဗုဒ္ဓတွင်ပတ်တီးတွေကတော့အကုန်လုံးထွက်ခဲ့ပါပြီပေါ့နော်မပြောက်ပတ်တီးတွေလည်း9နဲ့1နဲ့အကုန်ထွက်ခဲ့ပြီဆိုတော့အားလုံးရကြမယ်လို့ထင်တယ်ကျွန်တော်ကတော့40တစ်ထွက်တာဖြစ်တော့ကျွန်တော်ဒီမှာ8ထိပ်စီးလေးကိုကျွန်တော်တော်တော်လေးကြိုက်ပါတယ်8ထိပ်ကြိုက်တယ်6နဲ့ကြာလာမယ်ဆိုလို့ကျွန်တော်86နဲ့8တစ်ပေါ့နော်8681ရှိမယ်ကြံကနန်းလေးတွေလည်းရှိပါတယ်နော်ကြံကနန်းလေးတို့1နဲ့6နဲ့ပဲကျွန်တော်တို့မိတ်ဆွေတွေကတ်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးကစားပြီးပါဟိုဇာတိကိုတော့တလုံးနဲ့လိုက်ချင်တယ်ဆိုတော့မိတ်ဆွေတွေပြောင်းမပြောင်းဘူးကန်ရပါတော့ကျွန်တော်မပြောလို့ဘူးအဲ့ဒါကတော့ကိုတလုံးဖြစ်ပါတယ်နော်ကြံနဲ့ဒီကနန်းလေးမှာလိုက်မယ်ဆိုရင်တော့ကိုသမားတွေကျွန်တော်အားပေးပါတယ်နော်ကိုသမားတွေဘုဒ္ဓနောက်မိုင်းပေါ့နော်ဘုဒ္ဓနောက်မိုင်းလေးမှာကိုလုံးလိုက်လို့ရပါတယ်အဲ့တော့ဒီနေ့တော့ကတော့ကျွန်တော်16ပတ်တီကိုကျွန်တော်ထုတ်ပေးထားပါတယ်ကြံကနန်းလေးတွေကို16နဲ့ပဲကပ်ပါဇာတိသွားမယ်ဆိုတော့100ခိုင်နှုန်းကတော့1နဲ့6လိုက်လို့ရတယ်လို့ကိုတလုံးနဲ့လိုက်လို့ရပါတယ်ခင်ဗျားအားလုံးမထီမီထပ်ပြီးတော့ပေါက်ကြပါစေရကြပါစေနော်